အားလုံးပဲမင်္ဂလာပါရှင်16ရက်5လ2026အတွက်ကို 3D ဒီဥစ္စာတော့ကီးဆိုင်လေးပြပေးမှာပါရှင်အဲ့တော့ဒီကီးဆိုင်တွေကအပတ်တိုင်းမှာလည်းပြနေကြဆိုတော့လူတိုင်းလည်းသိနေပါပြီအဲ့တော့ तू ကဒီနေရာလေးကပဲစပြီးတော့ပြပေးလိုက်တော့မယ်နော်666လို့ထွက်တဲ့အပင်ရပဲအဲ666လို့ထွက်တဲ့အပင်မှာထီထွဲကဏ္ဍက823966တူရီယာ396ပထမဆုံးထီထွဲကဏ္ဍက499ဒီ8က8ကိုယူတယ်ဒီ3ညကလည်း3ညကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့3ညကို2ပွင့်တိုးတော့2နှစ်ကို4ပွင့်တိုးတော့6 3ညရဲ့ပါဝါ9နှစ်ရဲ့ပါဝါ9 6ရဲ့နှစ်ခါက9အဲ့ဒီမှာ3ည9လို့ပြီးပေါက်ထွက်ပြီးတော့ပရိတ်ကလည်း9ပရိတ်လို့ကြားခဲ့ပါရှင်3ည9လို့ထွက်တဲ့ပင်မှာထီထွဲကဏ္ဍက833339ဒူရီယာ6လေးပထမဆုံးထီထွဲကဏ္ဍက913ညဒီ8က8ကိုယူတယ်ဒီ6ကလည်း6ကိုယူတယ်ဒီ3ညကလည်း3ညကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့ခွန်ကို2ပွင့်တိုးတော့9ကို4ပွင့်တိုးတော့3ခွန်ရဲ့ပါဝါ2 9ရဲ့ပါဝါ4 3ရဲ့နှစ်ခါက9အဲ့ဒီမှာလည်း914လို့သူက4နဲ့9နဲ့နှလုံးအပါနဲ့914လို့ကြားခဲ့ပါရှင်914လို့ထွက်တဲ့ပင်မှာထီထွဲကဏ္ဍက29994ဒူရီယာ4ခွန်ပထမဆုံးထီထွဲကဏ္ဍက4396ဒီနှစ်က2ကိုယူတယ်ဒီ4ကလည်း4ကိုယူတယ်ဒီ6ကလည်း6ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့9ကို2ပွင့်တိုးတော့ခွန်ကို4ပွင့်တိုးတော့1 9ရဲ့ပါဝါ3ညခွန်ရဲ့ပါဝါ2 1ရဲ့နှစ်ခါ8အဲ့ဒီမှာလည်း6 1 2လို့သူက1နှလုံးအပါနဲ့6 1 2လို့ကြားခဲ့ပါရှင်6 1 2လို့ထွက်တဲ့ပင်မှာထီထွဲကဏ္ဍက3396 6 1 2ဒူရီယာခွန်ပထမဆုံးထီထွဲကဏ္ဍက355ဒီ3က3ကိုယူတယ်ဒီခွန်ကလည်းခွန်ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့8ကို2ပွင့်တိုးတော့3ညကို4ပွင့်တိုးတော့4 8ရဲ့ပါဝါ3 3ညရဲ့ပါဝါ9 4ရဲ့နှစ်ခါက2အဲ့ဒီမှာလည်း3ညခွန်လို့3ညတစ်လုံးအပါနဲ့4ပရိနဲ့ကြားခဲ့ပါရှင်3ညခွန်လို့ထွက်တဲ့ပင်မှာထီထွဲကဏ္ဍက936 3ညခွန်ဒူရီယာ43ပထမဆုံးထီထွဲကဏ္ဍက26ခွန်ဒီ9က9ကိုယူတယ်ဒီ4ကလည်း4ကိုယူတယ်ဒီခွန်ကလည်းခွန်ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့9ကို2ပွင့်တိုးတော့1ကို4ပွင့်တိုးတော့9 9ရဲ့ပါဝါ4 1ရဲ့ပါဝါ6 9ရဲ့နှစ်ခါက3ဒီအပင်မှာ9 1 5 4 6 3ဒါကီယောဘရိတ်ကောကြားရပါတယ်အပီးပေါက်လည်းသူကဒီခေတ်ကထွက်တတ်ပါတယ်ရှင်အပီးပေါက်တွေထွက်ခဲ့တဲ့အပင်တွေမှာလည်းရှိပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်6နှစ်9လို့အပီးပေါက်ထွက်ခဲ့ပါတယ်ဘရိတ်ကလည်းခွန်ဘရိတ်လို့ကြားခဲ့ပါတယ်သူကအပီးပေါက်တွေလည်းကြားရပါတယ်ရှင်အဲ့တော့ဒီတစ်ပတ်မှာ9 1 5 4 6 3ကီးဘရိတ်ထီအောင်ထိုးပါအဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကလည်းမာပါတွေက9ခွန်နဲ့ပဲမာပါတွေ9ခွန်နဲ့ပဲဖြစ်သွားခဲ့ပါရဲ့ရှင်အဲ့တော့အနိကကဏ္ဍပေးတဲ့ထဲမှာ9ခွန်ပါပါတယ်အနိကကဏ္ဍမှာ9ခွန်လို့ပေးခဲ့ပါရဲ့ရှင်အဲ့တော့ဒီ3ညခွန်လို့သူကနက်ခတ်ထိုင်ထွက်ထားရင်ပါဝါထိုင်ထွက်တတ်တယ်မနှစ်ကလည်းပြောခဲ့ပါရဲ့ရှင်မနှစ်ကလည်း900ပြည့်လား3ညခွန်လာထွက်တာ3ညခွန်လာထွက်တာအဲ့ဒီလိုထွက်တဲ့အခါကျရင် तू ကနက်ခတ်ထွိုင်လို့ထွက်ထားပြီးလို့ရှိရင်ပါဝါထွိုင်ထွက်တတ်တယ်အဲ့တော့ပါဝါထွိုင်က2ခွန်နဲ့2ခွန်ပတ်လက်အာပြီးတော့ထိုးရပါမယ်ဒီနှစ်ထဲမှာ तू ကအဲ့လိုလဲကြားရပါတယ်ရှင်ဒါနက်ခတ်ထွိုင်ထွက်ထားပြီးမို့လို့ပါဝါထွိုင်တပွဲလာတတ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းပဲသတိထားပါရှင်အဲ့တော့ဒီအပင်မှာတော့ तू က2ခွန်လို့2ခွန်လို့ထိုးဖို့ကြတော့ဒီအပင်မှာမပါသေးဘူး9 1 5 4 6 3ထိနေမှာဆိုတော့ तू ကမဖြစ်နိုင်သေးဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဒါမဲ့မွေးထားဖို့တော့ကောင်းတယ်အဲ့ဒီဟိုတင်ပါဝါထွိုင်2ခွန်ပတ်လဲလေးကိုမွေးထားဖို့တော့ကောင်းပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်